ရှင်ဖြူကဒီနေ့ပေါ့နော်လိုင်းအောင်မှာအရန်ခစ်ချနေတဲ့ချက်ချလောက်မန်းလာချက်ချလောက်ဒူးမြစ်တို့ပေါ့နော်အဲ့ဒါလုံးမစားပါဘူးဒါပေမဲ့ချက်ချလောက်အယိုးကိုက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်ဖြူကဒီနေ့ဈေးကနေပြီးတော့ချက်ချလောက်တွေဝယ်လာပြီးတော့ပေါ့နော်ရေစေးဘာညာကိကပေါ့ပြီးတော့လှော်ပြီးပြုတ်မယ်ပေါ့နော်ပြုတ်ပြီးတော့ကြက်တာနဲ့ဖြိုးရလေးနည်းနည်းလေးရေးအေးလေးနည်းနည်းလေးစိမ့်လိုက်သေးတယ်ပေါ့နော်စိမ့်ပြီးတဲ့အခါကျတော့ဖြိုးကဖြိုးဝယ်လာတဲ့အရွက်ပေါ့နော်ဒါမုံကြီးရွက်တွေထည့်မယ်ပြီးရင်ဖြိုးထောင်းထားတဲ့ငရုတ်သီးရဲ့ကြက်သွန်ဖြူရဲ့ချုံမုတ်စားတမညာသီးတစ်ခါညှစ်ထည့်ပြီးသားပေါ့နော်အဲလုံးဝ share တုတ်ပါမယ်ရှင်လုံးဝ share ပါအဲ့ဒါကတော့ပေါ့နော်ဝိတ်ချရလဲရောက်တယ်ပြီးတော့ဝိတ်လည်းမတက်ဘူးစီလည်းလုံးဝမပါပါဘူးရှင်လုံးဝjustတော့မနူးမနက်လေးပေါ့နော်လုံးဝ share စားကောင်းအရွက်စိမ့်ကိုကျတော့စားနဲ့စိမ့်နာတာပေါ့နော်ပိုးတအောင်လို့ဆိုပြီးတော့လုံးဝ share ကောင်းပါတယ်ရှင်အရွက်စိမ့်ကလည်းကျွတ်နဲ့justတော့လဲကိုက်လိုက်ကျွတ်နဲ့အိုးရမ်းမိုက် share အရန်စားလို့ကောင်းတာjust 6လောက်တုတ်လို့ရပါပြီရှင်ဘာဘယ်လိုပြပြရမလဲပေါ့နော်အရန်ကောင်းပါလေရှင်